ဒီနေ့ပြောပြမှာကတော့မျက်ကြည်လွှာသွားလှူခဲ့တဲ့အကြောင်းဖြစ်ပါတယ်။မျက်ကြည်လွှာသွားလှူတဲ့နေရာကတော့ရန်ကုန်ကန်တော်ကြီးထောင်းကမျက်စိဆေးရုံမှာဖြစ်ပါတယ်။မျက်စိဆေးရုံရဲ့လေးလွှာကိုတက်သွားရင်အပေါ်တက်မှာမျက်စိဘဏ်ဆိုတဲ့ department ရှိပါတယ်။မြန်မာနိုင်ငံမှာမျက်စိမှန်ဒီမျက်စိဘဏ်ပေါ့နော်မျက်စိဘဏ်ရှိတာကရန်ကုန်ရဲ့မန္တလေးရဲ့မှာပဲရှိပါတယ်။မျက်ကြည်လွှာလှူဒန်းမယ်ဆိုရင်အလှူရှင်ရဲ့တက်တည်တယောက်ပေါ့နော်လိုအပ်ပါတယ်ဒါလေးကတော့မျက်ကြည်လွှာလှူဒန်းတဲ့လူတွေကိုပေးတဲ့ကပ်ပြားလေးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အလှူရှင်ရဲ့တက်တည်ရဲ့ပေါ့နော်လိပ်စာတို့လက်မှတ်တို့ထိုးရတယ်ပေါ့နော်ကျမတော့ဓာတ်ပုံလေးမပါသွားလို့ဓာတ်ပုံမကတ်ထားဘူးပေါ့နော်ဓာတ်ပုံလေးပါသွားမယ်ဆိုရင်ဒီမှာဓာတ်ပုံလေးကိုကတ်ပေးလိုက်တယ်ပေါ့နော်မျက်ကြည်လွှာလှူဒန်းမယ်ဆိုရင်ပေါ့နော်အရင်တော့ကတော့မသိခင်ကတော့ကျမကတော့မျက်ကြည်လွှာလှူဒန်းဖို့သွားတာမဟုတ်ဘူးမျက်ကြည်လွှာလှူမဲ့သူကိုတက်တည်အဖြစ်လိုက်ပေးရင်းနဲ့ဆေးရုံကနေပြီးတော့မှရှင်းပြတာကိုကြားပြီးတော့မှတခါတည်းလှူဒန်းဖြစ်ခဲ့တာပေါ့နော်မျက်ကြည်လွှာလှူဒန်းတယ်ဆိုတာကဒီမျက်လုံးရဲ့အပေါ်ယံပေါ့နော်အလွှာလေးကိုပဲထုတ်ပြီးတော့ယူလိုက်တာပေါ့နော်တချို့တွေထင်တယ်လို့မျိုးမျက်ကြည်လွှာလှူဒန်းမယ်ဆိုလို့ရှိရင်မျက်လုံးတစ်လုံးကိုယူသွားတာလားအဲဆိုရင်ကြံခဲ့တဲ့ body ကမလှတော့ဘူးပေါ့နော်အဲ့လိုမျိုးစိုးရင်စိတ်ရှိတဲ့သူတွေများရှိရင်အဲ့ဒါကမဟုတ်ပါဘူးပေါ့နော်မျက်လုံးရဲ့အပေါ်ရဲ့အလွှာလေးကိုပဲသူတို့ထုတ်သွားတာပေါ့နော်အရင်နည်းပညာမတိုးတက်ခင်အားဆိုရင်မျက်ကြည်လွှာတစ်စုံကိုလှူဒန်းမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့မျက်ကြည်လွှာကိုအလူခံပုဂ္ဂိုလ်1ယောက်သို့မဟုတ်2ယောက်ပဲအလွန်ဆုံးအသုံးပြုရတာပေါ့နော်အခုနည်းပညာတွေတိုးတက်လာတဲ့ခါကျတော့အဲ့မျက်ကြည်လွှာကိုလည်းအလွှာလေးတွေပြန်ခွဲလိုက်ပြီးတော့မှနော်လူနာ6ယောက်လောက်အထိကိုပေါ့နော်ပြန်ပြီးတော့မှကိုယ့်ရဲ့မျက်ကြည်လွှာတစ်စုံကနေပြီးတော့လူ6ယောက်ကိုအလင်းရအောင်အမြင်တတ်ရအောင်လို့လုပ်ပေးနိုင်တယ်ပေါ့နော်အခုမျက်ကြည်လွှာပေါ့နော်မြန်မာနိုင်ငံမှာဆိုမျက်ကြည်လွှာရဖို့အတွက်စောင့်နေတဲ့ပေါ့နော်အလှခံပုံကိုယ်တွေကစည်ရင်းတရားထဲမှာဆို2နှစ်စာအထိ waiting list နဲ့စောင့်နေကြတယ်ပေါ့နော်မျက်ကြည်လွှာကိုအဓိကဘယ်မှာသုံးလဲဆိုတော့ဒီ accident ကြောင့်မို့လို့ဒီအမြင်အာရုံကွယ်သွားတဲ့လူတွေမျက်စိလွှာမျက်ကြည်လွှာပြဲသွားတဲ့လူတွေမျက်စိလွှာဆုပ်သွားတဲ့လူတွေပေါ့နော်အဲ့ဒီနေရာမှာသုံးပါတယ်ရှင်မျက်ကြည်လွှာလှူဒန်းတဲ့နေရာမှာအသက်အရွယ်မရွေးဘာသာလူမျိုးမရွေးအကုန်လှူဒန်းလို့ရပါတယ်ကူးစက်ယောဂရှိတဲ့သူကလွဲရင်ပေါ့နော်ကျန်တဲ့ဥစ္စာကျမမျက်စိကအတွင်းတိမ်ဖြစ်ဖူးတယ်ဆိုလဲလှူဒန်းလို့ရပါတယ်ရေတိမ်ဖြစ်ဖူးတယ်ဆိုလဲလှူဒန်းလို့ရပါတယ်လေးစာပစ်ထားတဲ့မျက်စိပါဆိုလဲလှူဒန်းလို့ရတယ်ပေါ့နော်အကုန်လုံးကူးစက်ယောဂရှိသူကလွဲရင်ဘယ်လူမျိုးဘယ်အသက်အရွယ်မျိုးအကုန်လုံးလှူဒန်းလို့ရပါတယ်ရှင်နောက်ပြီးကြတော့မျက်ကြည်လွှာတွေပေါ့နော်ဘလို့လှူရမလဲပေါ့ဘယ်လိုလှူရမလဲဆိုတော့မျက်ကြည်လွှာလှူဒန်းထားတဲ့ပုံကိုကွယ်လွန်သွားပြီဆိုရင်ကွယ်လွန်တဲ့အချိန်ကနေစပြီးတော့4နာရီအတွင်းပေါ့နော်သူတို့ဆက်သွယ်ရမယ်24နာရီဆက်သွယ်ရမယ်ဖုန်းနံပါတ်လေးပေးထားပါတယ်အဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ရမယ်ပေါ့နော်အလှူရှင်ကတော့ကွယ်လွန်သွားပါပြီမျက်ကြည်လွှာထုတ်ဖို့ပေါ့နော်လာယူလို့ရပါပြီဆိုအကြောင်းကြားရင်သူတို့တွေလာယူပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအလှူရှင်ပုဂ္ဂိုလ်ကွယ်လွန်သွားတဲ့အခါမှာဒီမျက်ကြည်လွှာကိုပေါ့နော်ထုတ်ယူဖို့အတွက်ဆိုရင်အထူးတလဲဘာမှလှုပ်ထားပေးဖို့မလိုဘူးပေါ့နော် body ကိုဒီအတိုင်းပဲထားလို့ရတယ်ဒါပေမဲ့ဒီလက်ကမ်းစာဆောင်ထဲမှာဆိုရင်အဲ့ဒီမျက်ကြည်လွှာအလှူရှင်ပုဂ္ဂိုလ်ကွယ်လွန်ရင်တဲ့ကွယ်လွန်သူရဲ့မျက်စိကိုပိတ်ပေးထားပါတဲ့ဦးကောင်းရဲ့အောက်မှာခေါင်းတစ်လုံးခံပေးထားပါတချို့ကမျက်ကြည်လွှာ fresh ဖြစ်အောင်လို့ဆိုပြီးတော့ပန်ကာဖွင့်တာတော့ air con ဖွင့်တာတော့အဲ့လိုမျိုးလုပ်ပေးတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါတွေတကယ်ကြောင့်မလိုအပ်ပါဘူးတဲ့တကယ်လို့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ရေခဲတုံးလေးတွေကိုဒီမျက်စိရဲ့အပေါ်မှာပေါ့နော်ထားပေးထားလို့ရှိရင်တော့ပိုကောင်းပါတယ်ပေါ့နော်အဲ့ဒီလောက်ပဲလိုအပ်တယ်ရှင်တို့ကမျက်ကြည်လွှာယူသွားပြီဆိုလို့ရှိရင်လည်းဒီအပေါ်ရင်အလွှာလေးကိုပဲယူသွားမယ်ဆိုတော့ body ကလည်းရုံမပြတ်ဘူးပေါ့နော်စီးကြိုရှိတဲ့သူတွေနှလုံးယောဂဝေဒနာရှင်တွေအကုန်ပေါ့နော်လှူဒန်းလို့ရပါတယ်ကျန်တာကတော့ဘာမှမဖြစ်တားမြစ်ထားတဲ့ဟာတွေ
ဒီမျက်ကြည်လွှာလှူဒန်းနေတဲ့နေရာမှာကိုယ်ဆက်ယောဂအရှင်ကလွယ်ရင်ကျန်တဲ့တာမစ်ချက်ဒီဘာမှမရှိပါဘူးရှင်ဆိုတော့ဒီကျမတို့ဒီမျက်ကြည်လွှာလှူဒန်းတာပေါ့နော်ကိုယ့်အတွက်လည်းဆုံးရှုံးမှုအကြီးဘာမှရှိတာမဟုတ်ဘူးဒါပေမဲ့ကိုလှူဒန်းလိုက်တဲ့အရာလေးတစ်ခုကနေပြီးတော့လူ6ယောက်အထိကိုအလင်းပြန်ပေးနိုင်တယ်ဆိုတော့ဟာကိုကြားတာနဲ့ကိုမျက်ကြည်လွှာကိုလှူဒန်းခဲ့ပါတယ်အခြားသောပေါ့နော်မျက်ကြည်လွှာလှူဒန်းမှုစိတ်ဆန္ဒရှိတယ်ဆိုလို့ရှိရင်ရန်ကုန်နဲ့မန္တလေးမျက်စိဆေးရုံတွေကိုဆက်သွယ်နိုင်ပါတယ်ရှင်